စီတက္ကသိုလ်တစ်ခုရဲ့စာသင်ခန်းထဲမှာတော့ Professor တယောက်ကကျောင်းသားတွေကိုစာသင်ပြနေပါတယ်။အဲဒီအချိန်မှာပဲဆူနီတာလို့ခေါ်တဲ့ကျောင်းသူလေးတယောက်ဟာရေတိုမှတ်ညံတာရှိတော့တဲ့အတိတ်မေယောဂတဲ့မျိုးသားတယောက်ရဲ့စိတ်မှတ်တမ်းကိုမတော်တဆတွေ့ရှိသွားခဲ့ပါတယ်။ဆူနီတာကဒီအမှုအကြောင်းကိုအသေးစိတ်သိချင်လို့စုံစမ်းဖို့ကြိုးစားပေမဲ့ Professor ကတော့ဒါဟာရဲတွေကင်တွင်နေတဲ့မှုဖြစ်တာကြောင့်ဝင်ရောက်မဆွတ်ဖက်ဖို့အတွက်ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ဒါပေမဲ့ဆူနီတာကလုံးဝလက်မလျှော့ပဲဇက်တိုက်တောင်းဆိုနေတဲ့အခါမှာတော့ Professor ကလည်းအမှန်တရားကိုဖွင့်ဟပြောပြလိုက်ရပါတယ်။အဲလူရဲ့နာမည်ကစန်ဂျီစင်ကာနီယာလို့ခေါ်ပြီးတစ်ချိန်ကအလွန်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့အခုတော့ပြင်းထန်တဲ့အတိတ်မေယောဂဝေဒနာကိုခံစားနေရသူဖြစ်ပါတယ်။စန်ဂျီရဲ့မှန်ညာဟာ15မိနစ်စာပဲခံတော့တာဖြစ်ပြီး15မိနစ်ပြည့်သွားတဲ့သူဘာလို့နေလဲဆိုတာကိုမေ့သွားတတ်လို့သူ့ပတ်ဝန်းကျင်ကအရာရာကိုမှတ်မိနိုင်ဖို့အတွက်ဓာတ်ပုံတွေမှတ်စုတိုတွေနဲ့သူ့ရဲ့တကူလုံးမှာထိုးထားတဲ့တက်တူးဆေးမင်ကြောင်းတွေကိုပဲအားထားနေရတဲ့အကြောင်း Professor ကရှင်းပြလိုက်ပါတယ်။အဲနောက်မှာတော့ဇလန်ကရုတ်တရက်အပြောင်းလဲဖြစ်သွားခဲ့ပြီးစန်ဂျီကိုစတင်မိတ်ဆက်ပေးပါတယ်။သူဟာလူတစ်ယောက်ကိုသွေးတန်ရဲရဲဖြစ်အောင်ရဲရဲဆက်ဆက်ထိုးချိတ်နေတာအဲ့ဒီလူကိုအသေးလဲထိုးချိတ်ပြီးသွားတဲ့နောက်မှာတော့ကင်မရာငယ်လေးနဲ့အဲ့ဒီလူရဲ့ဓာတ်ပုံကိုရိုက်ယူလိုက်ပြီးသူ့ရဲ့မှတ်စုစာအုပ်ငယ်လေးထဲမှာတစ်ခုခုကိုရေးမှတ်လိုက်ပါတယ်။အဲ့နောက်သူဖုန်းကိုယူကြည့်လိုက်တဲ့အခါမှာတော့ဂက်ဂျီနီလို့ခေါ်တဲ့နာမည်တစ်ခုကိုတွေ့လိုက်ရပြီးဒီနာမည်ကိုမြင်လိုက်ရတာနဲ့သူ့ရဲ့အတိတ်ကဝိုးတဝမှတ်ညံတစ်ခုကခေါင်းထဲကိုဝင်လာခဲ့ပါတယ်။စန်ဂျီအဲ့နေရာကနေထွက်သွားပြီးသိမကြခင်မှာပဲစုံတော့အာဂျုံဦးဆောင်တဲ့ရဲတပ်ဖွဲ့နဲ့အတူလူမိုက်ကိုင်းတစ်ကိုင်းဟာမှုဖြစ်ပွားရနေရာကိုရောက်လာကြပါတယ်။နောက်တစ်ခါမှတော့စန်ဂျီတယောက်အေးယာကနိုးထလာကအိတ်ခမ်းထဲမှာတော့ဂက်ဂျီနီကိုလိုက်လံရှာဖွေဖို့တဲလွန်စာမှတ်စုတွေဓာတ်ပုံတွေနဲ့ပြည့်နှက်ရှုပ်ပွားနေပါတယ်။သူရုပ်ခန်းထဲကိုဝင်သွားတဲ့အခါမှာတော့မှန်ပေါ်မှာရေးထားတဲ့အင်ကြီးချွတ်လိုက်ပါဆိုတဲ့စာသားကိုတွေ့လိုက်ရပြီးအင်ကြီးကိုချွတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့တကူလုံးမှာတော့မှတ်ညံတွေကိုပြန်လဲအသက်သွေးမဲ့တက်တူးတွေပြည့်နှက်နေတာကိုအံ့ဩဖွယ်ရာတွေ့လိုက်ရပါတယ်။ရင်ဘတ်ပေါ်ကအကြီးဆုံးတက်တူးကတော့ကပ်ပါနာအသက်ခံလိုက်ရတယ်ဆိုတဲ့စာသားဖြစ်ပြီးဒုတိယအကြီးဆုံးစာသားကတော့ဒီနေ့ပန်းဒီလုံးစားရင်ဆရာဝန်နဲ့ဝေးဝေးနေတယ်ဆိုတဲ့စာသားကိုရေးသားထားပါတယ်။အဲ့ဒီနေ့လယ်ပိုင်းမှာပဲစံကြီးတယောက်စေးကောလေးတစ်ခုကိုရောက်ရှိလာတာကြောင့်စူနီတာကသူ့ကိုချင်းကပ်လာပြီးသူ့ရဲ့ယောဂအခြေအနေကိုဆက်ဆူပါတော့တယ်။ဒါပေမဲ့စံကြီးကကျွန်တော်တို့ကတငယ်ချင်းတွေမှမဟုတ်တာလို့ဆိုလိုက်ခါဘာစကားမှပြောရမလို့ချောင်းကိုညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့စူနီတာကညံညံနဲ့ကိုတုံးပြီးနောက်တစ်ခါသူမလာတွေ့ရင်မှတ်မိအောင်လို့ဆိုကာသူမရဲ့တပ်ပုံကိုစံကြီးကိုရိုက်ယူခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှတော့စံကြီးတယောက်အိမ်မှာမှတ်စုတွေဖတ်နေတော့စုံတော့အာဂျုံကအိမ်ကိုတိတ်တဆိတ်ခိုးဝင်လာခဲ့ပြီးနောက်ကနေဘေ့စ်ဘောတုံးနဲ့ရိုက်ချလိုက်ပါတယ်။တတိလက်သွားတဲ့စံကြီးကိုစုံတော့အာဂျုံကကျိုးတုပ်အင်ကြီးတွေချွတ်ပြီးတက်တူးတွေနဲ့တခြားသစ်လွန်စားတွေကိုရှာဖွေပါတော့တယ်။တခါလုံးကမွေနောက်ရှာဖွေရင်းနဲ့အာဂျုံဟာဒိုင်ယာရဲ့စောင်းအုပ်နှုတ်ကိုတွေ့သွားခဲ့ပြီးပထမဆုံးဒိုင်ယာကြီးကိုအာဂျုံစတင်ဖတ်ရှုတတ်တဲ့အချိန်မှာတော့ဇလန်ကစံကြီးရဲ့အတိတ်ဘဝကိုပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။ထိုချိန်ကစံကြီးဟာ Airvoice လို့ခေါ်တဲ့နာမည်ကြီးမိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ဖြစ်ပြီးပတ်ဝန်းကျင်ကလူတိုင်းရဲ့ချစ်ခင်လေးစားမှုကိုရရှိထားတဲ့တန်ကျူတရေကြီးတယောက်လည်းဖြစ်ပါတယ်။နောက်တစ်ခါမှတော့ဇလန်ကကပ်ပါနာကိုစတင်မိတ်ဆက်ပေးထားပါတယ်။သူမကတော့ဝှက်ရှော့ဆက်ပြကြောင်းကြတစ်ခုကိုရိုက်ကူးဖို့နောက်ကျနေတဲ့နာမည်မကြီးသေးတဲ့ model မလေးတယောက်ပဲဖြစ်ပါတယ်။ကပ်ပါနာဟာအလွန်ကလေးဆန်ပြီးနောက်ပြောင်တက်တဲ့သဘာဝရှိတာကြောင့်ကြောင်ညာရိုက်ကူးရေးကိုတင်မင်သက်သက်ကမောက်ကမဖြစ်အောင်လုပ်လိုက်တဲ့အတွက်ဒရိုက်တာရဲ့စူပူခြင်းကိုခံယူနေရပါတယ်။တစ်ဖက်မှာတော့စန်ဂျီဟာသူ့ကုမ္ပဏီကြောင်ညာဘုတ်ထောင်ဖို့အတွက်နေရာကောင်းတစ်ခုကိုလိုက်လံရှာဖွေနေပြီးရှာရင်းနဲ့ကပ်ပါနာနေထိုင်တဲ့တိုက်ခန်းနေရာကိုမှသဘောကျသွားပါတယ်။ဒါကြောင့်ကြောင်ညာဘုတ်ကိစ္စအတွက်ကပ်ပါနာစီကိုတွားရောက်ဆွေးနွေးဖို့အတွက်သူ့ရဲ့ဝန်ထမ်းတွေကိုစေလွှတ်လိုက်ပါတယ်။ဝန်ထမ်းတွေစတူဒီယိုကိုရောက်သွားတဲ့အခါမှာတော့ကြောင်ညာဒရိုက်တာဆက်ဗီယာနဲ့တွေ့ဆုံခဲ့ကြပြီးဒီလူတွေဟာနာမည်ကြီး Airvoice ကုမ္ပဏီကမှသိသွားတဲ့အခါဆက်ဗီယာကသူ့ရဲ့စီးပွားရေးလုပ်ငန်းငယ်လေးတွေကိုပါမြင့်တင်ဖို့နဲ့အလုပ်တွေတွဲလုပ်ခွင့်ရဖို့အတွက်အခွင့်အရေးယူပြီးဝင်ရောပါတော့တယ်။ဒါပေမဲ့ဝန်ထမ်းတွေကကပ်ပါနာနဲ့တွေ့ဖို့ကိုပဲစိတ်ဝင်စားတယ်ဆိုတာကိုသူသိသွားခဲ့ပါတယ်။ဝန်ထမ်းတွေနဲ့ကပ်ပါနာနဲ့တွေ့ဆုံကြတဲ့အခါအပြင်ကလူတွေအကုန်လုံးကဘာများလဲလို့ဆိုပြီးခိုးနှားထောင်နေကြတဲ့ချိန်ကပ်ပါနာကစန်ကြီးလိုတရေတွေကိုမုန်းတယ်လို့ဆိုပြီး Airvoice ရဲ့ကန့်လန့်မှုကိုညှင်းပယ်လိုက်ပါတယ်။ဒါပေမဲ့အပြင်ကခိုးနှားထောင်တဲ့သူတွေကတော့ကပ်ပါနာဟာစန်ကြီးရဲ့ရည်စားဖြစ်တယ်လို့အထင်မြင်လွဲသွားကြပါတယ်။သူမအခန်းထဲကနေထွက်လာတာနဲ့တပြိုင်နက်လုပ်ပေါ်ကိုင်ဘတ်တွေရောဒရိုက်တာတွေရောမချမ်းသူမကိုခေါင်းဆောင်မင်းသမီးတယောက်လိုဆက်ဆံကြပါတော့တယ်။ကပ်ပါနာတယောက်သူတို့ရဲ့ရုပ်တရက်အပြောင်းလဲကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပေမဲ့ဒီအခြေအနေကိုအမိရအသုံးချဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ကောလာဟလာတွေကိုအမှန်ဖြစ်တယ်လို့နဲ့သူမဆက်ပြီးဟန်ဆောင်နေလိုက်ပြီးဒီအကျိုးကျေးဇူးကြောင့်ပဲဒရိုက်တာကသူမကိုကြောင်ညာတော်တော်များများမှာခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်ခွင့်ပေးလိုက်ပါတယ်။ဒီနေ့မှာတော့ကယ်ပါနာဟာသတင်းတော်တယောက်ကိုသူမနဲ့စန်ဂျီတို့ရဲ့လှုပ်ကြံဖန်တီးထားတဲ့အချစ်ဇလံကိုပြောပြလိုက်ရာကနေသတင်းစာတွေကိုပါသွားခဲ့ပြီးဒီသတင်းကြောင့်စန်ဂျီရဲ့ရုံးဖုန်းတွေမှာအားလက်နိုင်အောင်ဝင်လာတဲ့အတွက်စန်ဂျီတယောက်အရန်ကိုစိတ်နှောက်ယှက်ဖြစ်သွားပါတယ်။ဒီကောလာဟာလာတွေကိုအဆုံးသတ်ဖို့အတွက်ကယ်ပါနာနဲ့မျက်နှာချင်းဆိုင်ရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။စတူဒီယိုကိုအသွားလန်ကိုလက်မှာစန်ဂျီဟာမတန်ဆွမ်းကလေးငယ်တွေကိုလမ်းဖြတ်ကူးပေးဖို့ကြိုးစားနေတဲ့ကယ်ပါနာကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီမင်းကလေးဟာသတင်းစာတွေကကောလာဟာလာတွေကိုလွှင့်နေတဲ့ကယ်ပါနာမှန်သူမသိခဲ့ပေမဲ့သူမရဲ့ကျင်နာတတ်တဲ့စိတ်ထားကိုမြင်ပြီးစန်ဂျီအတော်လေးသဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့စတူဒီယိုတဲကိုဝင်ပြီးကယ်ပါနာနဲ့တွေ့လိုက်ရတဲ့အချိန်မှာတော့စန်ဂျီတယောက်မြင်သက်သွားခဲ့ပါတယ်။ကယ်ပါနာကလည်းသူ့ရှိကလူဟာတကယ်စန်ဂျီအစ်စ်မှန်မသိပဲသူမဟာစန်ဂျီရဲ့ချစ်သူဖြစ်ကြောင်းနဲ့ဒိတ်တွေအများကြီးလုပ်ခဲ့မှုကြောင့်မကြခင်မှာလက်ထပ်တော့မဲ့အကြောင်းတွေကိုဂုဏ်ယူဝင်ကြွားစွာနဲ့လီလုံးထွားပါတော့တယ်
ဒါတွေကိုကြားရတဲ့စံကြီးဟာဒေါသမထွက်ပဲသဘောကျစွာပြုံးမိသွားပြီးတော့လက်ရှိမှာတော့တရုတ်ဆောင်လာလုပ်တဲ့လူတစ်ယောက်အနေနဲ့ပဲဆက်လက်ပြီးဟန်ဆောင်ပြီးနေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာတော့စံကြီးအလုပ်တွေရှုံနေတော့ကပ်ပါနာစီကဖုံးဝင်လာခဲ့ပြီးတော့သူ့ကိုအတွင်းကကြောင်ညာတစ်ခုစီမှာတရုတ်ဆောင်ဖို့အတွက်ကမ်းလှမ်းပါတော့တယ်။စံကြီးမှာအဲ့ဒီနေ့အတွက်အလုပ်တွေအလွန်များပြားနေခဲ့ပေမဲ့လည်းကပ်ပါနာစီကိုသွားဖို့အတွက်ရွေးချယ်လိုက်ပါတယ်။အဲ့နောက်စံကြီးဟာသုံးမိတ်ဆန်ငယ်ကိုငှားစီးပြီးလူနေထူတဲ့ပြည့်ကျက်လုံးနဲ့ဆင်းရဲသားရက်ွက်တစ်ခုကိုဖျက်ဆီးသွားခဲ့ပါတယ်။တန်းကျက်သတိဖြစ်တဲ့စံကြီးဟာဒီလိုပတ်ဝန်းကျင်မျိုးနဲ့မရင်းနှီးတဲ့အတွက်အနေငယ်နေရခက်ပေမဲ့လည်းကပ်ပါနာနဲ့တွေ့လိုက်ရတဲ့အချိန်မှာတော့သူ့မျက်နှာလေးဟာလင်းလက်သွားခဲ့ပါတယ်။စတူဒီယိုကိုအတူသွားကြတဲ့လမ်းမှာကပ်ပါနာဟာမျက်မမြင်အဖိုးကိုတယောက်ဘတ်စကားမှတ်တိုင်ကိုသွားဖို့ကူညီပေးခဲ့တာကိုလည်းမြင်လိုက်ရပြန်ပါတယ်။ကပ်ပါနာဟာခလေးဆန်ပြီးနောက်ပြောင်တက်ပေမဲ့ရွှေလိုဖြူစင်တဲ့နှလုံးသားပိုင်ရှင်လေးဆိုတာကိုစံကြီးသိလိုက်ရပါတယ်။သူမရဲ့တနာကျင်နာမှုပေါ်စံကြီးတယောက်မြစ်တာတက်ဝင်သွားခဲ့ပြီးအဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာအချိန်လေးအတူတူပုံမဖြတ်တန်းရင်တဖြည်းဖြည်းနဲ့ပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။ဒီနေ့မှာတော့ဒရိုက်တာဆာဗီယာကကပ်ပါနာကိုစတူဒီယိုမှာကျင်းပမယ့်နေ့တကူပါတီအကြောင်းကိုပြောပြပါတယ်။သူမရဲ့ချစ်သူတတိစံကြီးကိုပါတီရဲ့အထူးဧည့်သည်ဖြစ်ဖိတ်ခေါ်ပေးဖို့တောင်းဆိုလိုက်တာကြောင့်ကပ်ပါနာတယောက်ပြရခတ်သွားခဲ့ပြီးစံကြီးအဖြစ်ဟန်ဆောင်ပေးမဲ့လူတစ်ယောက်ကိုရှာဖို့အစီအစဉ်ဆွဲပါတော့တယ်။အဲ့နောက်ကြောင်တောင်တငယ်ချင်းတယောက်ကိုခေါ်ပြီးတတိစံကြီးဖြစ်တရုတ်ဆောင်ဖို့အတွက်တင်နန်းနေပေးနေပါတယ်။အဲ့လိုတင်နန်းနေပေးနေတော့မှပဲတကယ်စံကြီးအစီရောက်လာခဲ့ပြီးဒီလိုအလွဲကြီးလွဲနေတဲ့လူစားထုံးမှုကိုမြင်ပြီးဦးတက်မတက်ရှိမောပါတော့တယ်။သူမရဲ့လင်ညာမှုတွေပေါ်သွားပြီဖြစ်လို့ကပ်ပါနာဟာအားလုံးကိုဝန်ခံလိုက်ပြီးတကယ်စံကြီးကိုပဲစံကြီးစင်ကာနီယာဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူကိုယ်သူပြန်ဟန်ဆောင်ခိုင်းနေတဲ့ကပ်ပါနာရဲ့ပြုမှုကြောင့်စံကြီးတယောက်ပိုလို့တော့သဘောကျသွားခဲ့ပြီးပျော်စရာဖြစ်သဘောထားကသဘောတူလိုက်ပါတယ်။ပါတီပွဲမှာတော့စံကြီးဟာသူ့ရဲ့စငန်ကားကြီးနဲ့ခန်းခန်းနာနာရောက်လာလို့ကပ်ပါနာတယောက်အံ့ဩမြင်သက်သွားပါတယ်။သူတို့ညစာစားနေတော့ပရာဟိတဖွဲ့တစ်ခုကအလူငွေလာကောက်တဲ့အခါစံကြီးကချက်လက်မှတ်တစ်ခုကိုထုတ်ပြီးငွေ9သိန်းတိတိရဲရဲရော်ရော်လှူထားလိုက်ပါတယ်။ကယ်ပါနာကတော့မျိုးလုံးပြူသွားပေမဲ့တငယ်ချင်းဖြစ်သူကတကယ်တန်းကျွေတတိအစစ်မှန်အခုချိန်ဒီရိတ်စားမိခြင်းမရှိသေးပါဘူး။ပါတီအပြီးအိမ်ပြန်လမ်းမှာတော့သူတို့နှစ်ယောက်ရိုးရိုးဘတ်စကားလေးနဲ့ပဲပြန်လာခဲ့ကြပါတယ်။ကယ်ပါနာကသူတို့ရဲ့ဟန်ဆောင်မှုအစီအစဉ်ကြီးအောင်မြင်သွားတဲ့အကြောင်းတရက်ဆက်ပြောပြနေတော့မှပဲစံကြီးကရုတ်တရက်ကိုမင်းကိုချစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်။မထင်မှတ်ထားတဲ့စကားကြောင့်ကယ်ပါနာလည်းကြောင်အမ်းသွားပြီးစဉ်းစားဖို့အတွက်အချိန်တောင်းလိုက်ပါတယ်။စံကြီးကတော့သူ့ရဲ့တကယ်သရုပ်မှန်ကိုမပြောပြသေးပဲတာမန်လူတယောက်အနေနဲ့ပဲသူမရဲ့အချစ်ကိုရယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆုံတော့အာဂျွန်တယောက်ပထမတိုင်ယာကြီးကိုဖတ်လို့ပြီးဒုတိယစာအုပ်တို့ကိုဆက်ဖတ်ဖို့ပြင်နေတော့မှပဲသတိလက်ရာကနေနိုးလာတဲ့စံကြီးကအာဂျွန်ကိုအတင်းဝင်လုံးပါတော့တယ်။အသေးအချင်းတပန်းလုံးကြပြီးတဲ့နောက်တရိษံတကောင်လိုဒေါသထွက်နေတဲ့စံကြီးကအာဂျွန်ကိုအသေးလက်ရိုက်သက်တော့မဲ့အချိန်မှာပဲလူကောက်ကောင်းလောက်အတန်ထွက်ပေါ်လာခဲ့ပါတယ်။တကားဖွင့်ကြည့်တဲ့အချိန်မှာတော့အပြင်မှာစံကြီးရဲ့အရင်ကလက်ထောက်ဖြစ်ခဲ့ဘူးသူနဲ့ဆရာဝန်တို့ရောက်ရှိနေကြပြီးသူတို့ကစံကြီးကိုကူညီချင်လို့လာခဲ့တာဖြစ်ကြောင်းပြောကြပေမဲ့စံကြီးကတော့ငင်းဆန်ပြီးတကားကိုပိတ်ပစ်လိုက်ပါတယ်။နောက်တနေ့မှာတော့မှတ်စုတွေကနေတဆင့်သူ့ရဲ့ရန်သူကိုတပ်ဖို့အတွက်အချိန်ကြာပြီဖြစ်ကြောင်းစံကြီးသိလိုက်ရပါတယ်။ဂါဂျီနီကိုဂုံတူးဆောင်ဧည့်သည်ဖြစ်တဲ့အဓိကအလူရှင်ပြဖိတ်ကြားထားတဲ့ကောလိပ်ပွဲတော်တစ်ခုကိုစံကြီးခိုးဝင်သွားခဲ့ပြီးကျောင်းဝင်တဲ့တယောက်ကဂါဂျီနီကိုကြိုးစုံနှုတ်ဆက်နေတာကိုမြင်တော့စံကြီးကဂါဂျီနီရဲ့တပ်ပုံကိုလှမ်းရိုက်ယူလိုက်ပါတယ်။အဲနောက်ဂါဂျီနီကိုမြောက်ခန်းစီလာဖို့ဖုံးဆက်ခေါ်ပေမဲ့ဂါဂျီနီကအလုရှုံနေရကြောင်းသူ့ရဲ့တပည့်တယောက်ကိုအစားထိုးလှုပ်လိုက်ပါတယ်။စံကြီးကအဲဒီလူကိုဂါဂျီနီအမှတ်နဲ့ရဲရဲဆက်ဆက်တွားရောက်ရိုက်နှက်လိုက်ပြီးဓာတ်ပုံနဲ့တိုက်စစ်ကြည့်လိုက်တဲ့အခါမှာတော့သူလူမားရိုက်မိသွားကြောင်းသိလိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲဂါဂျီနီဟာလက်နက်ကင်တပည့်တွေနဲ့အတူအဲ့နေရာကိုရောက်ရှိလာတာကြောင့်စံကြီးဟာမျက်နှာမပြပဲထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီဖြစ်ရကြောင့်အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့လူဆိုးကြီးဂါဂျီနီတယောက်တစုံတယောက်ကသူ့ကိုလှုပ်ချန်ဖို့လိုက်နေတယ်ဆိုတော့ကိုရိပ်မိသွားခဲ့ပါတယ်။ဒါကြောင့်သူကလည်းသူ့ရဲ့ရန်သူစင်းကိုပြုစုခဲ့ပြီးတဲ့နောက်တယောက်ချင်းစီကိုရှင်းပြဖို့အတွက်ဆုံးဖြတ်လိုက်ရပါတယ်။နောက်တစ်ခါမှတော့ကျောင်းသူလေးဆူနီတာဟာစံကြီးရဲ့အခန်းစီကိုရောက်လာခဲ့ပါတယ်။တကားပွင့်နေတာကိုတွေ့လို့တိတိစိတ်ဝင်သွားတဲ့အချိန်မှာတော့အခန်းထဲမှာပြည့်နေတဲ့လှေဝက်မှတ်စုဖိုင်တွေကိုတွေ့ရှိသွားခဲ့ပါတယ်။ဆူနီတာဟာစံကြီးရဲ့အခန်းမှာပြန်ကျဲနေတဲ့ဂလက်စားချိန်မှမှတ်တမ်းဖိုင်တွေကိုကြည့်ရင်ဒဏ်ရာရီတွေကိုကောက်ယူလိုက်တဲ့အချိန်မှာပဲအဝေးဗီဒီယိုတွေကနေကြိုးတုပ်ခံထားရတဲ့ဆုံတော့အာဂျန်ကိုအန်အောထိတ်လန့်ဖွယ်ရာသွားတွေ့လိုက်ပါတယ်။ဆူနီတာကလည်းအမြန်ဆုံးကျူးဖြစ်ပြီးခဲ့ပြီးနှစ်ယောက်သားထွက်ပြေးဖို့ပြင်နေချိန်မှာပဲကံမကောင်းစွာနဲ့ပဲစံကြီးတယောက်ပြန်ရောက်လာခဲ့ပါတယ်။ကံကောင်းသွားတာတခုကတော့စံကြီးရဲ့15မိနစ်မှတ်ဉာဏ်ဟာကုန်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့်သူတို့ကိုဘယ်သူလဲမသိဖြစ်နေချိန်မှာဆုံတော့အာဂျွန်ကအခွင့်အရေးယူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းအပြင်ရောက်တဲ့ချိန်မှာတော့ဘတ်စကားအတိုက်ခံလိုက်ရပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတော့တယ်။ဘာမှမသိတော့တဲ့စံကြီးဟာဆူနီတာကိုမွန်မိုင်းမျိုးရဲ့လူစီကားတဲ့လမ်းမတွေပေါ်မှာနောက်ကနေလိုက်ပြေးပြီးဖမ်းနေပေမဲ့လည်းသူ့မှန်ညာထမ်းမိသွားတဲ့အချိန်လေးမှာတော့ဆူနီတာကသူ့နားကိုအေးဆေးချင်းကပ်သွားခဲ့ပြီးသူတို့နှစ်ယောက်ဟာတငယ်ချင်းတွေပါလို့ဆိုပြီးဟန်ဆောင်လွတ်မြောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့လူဆိုးကြီးဂါဂျီနီဟာသူ့ရန်သူတွေကိုရှင်းလင်းပြီးခဲ့ပေမဲ့တယောက်ကြံနေသေးတယ်လို့ခံစားနေရပါတယ်။ဆူနီတာကလည်းအဲ့ဒီမှာပဲဂါဂျီနီစီကိုတွားရောက်ပြီးစံကြီးကသူ့ကိုတတ်ဖို့ကြံစီနေချောင်းကိုတွားပြောလိုက်ပါတယ်။အချက်လက်တွေကိုရသွားတဲ့ဂါဂျီနီကသူ့ရဲ့နောက်ဆုံးရန်သူကိုလာမယ့်12နာရီအတွင်းအပြတ်ရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်
နောက်တနေ့မှာတော့ဆန်ဂျီဟာဆူနီတာနေတဲ့အဆောင်ကိုရှာတွေ့သွားခဲ့ပြီးသူမရဲ့လေပင်ကိုချက်ချင်းညှစ်ပါတော့တယ်။ဒါပေမဲ့ဆူနီတာဟာအသက်လူထွက်ပြေးလာခဲ့ပြီးဆန်ဂျီကိုတက်လီကားထဲမှာပိတ်လောင်ထားကရဲတွေကိုချက်ချင်းဖုန်းဆက်တိုင်လိုက်တာကြောင့်ဆန်ဂျီဖမ်းမိသွားခဲ့ပါတယ်။ရဲတွေဖမ်းသွားပြီးတဲ့နောက်ဆူနီတာဟာဆန်ဂျီစီကခိုးယူလာခဲ့တဲ့ဒိုင်ယာရီကိုသတိရသွားခဲ့ပါတယ်။ဆိုတော့အာဂျွန်ဖတ်ခဲ့သလိုပဲပထမဒိုင်ယာရီကိုဖတ်ပြီးတဲ့နောက်ဆန်ဂျီနဲ့ကယ်ပါနာတို့ရဲ့ဇလံကိုသူမသိရှိသွားခဲ့ပါတယ်။အဲနောက်ဒုတိယဒိုင်ယာရီကိုဆက်ဖတ်လိုက်တဲ့အခါဇလံကအတိတ်ကိုပြန်ရောက်လာခဲ့ပါတယ်။ကယ်ပါနာနဲ့ဆန်ဂျီတို့ရိုမန်တစ်ဆန်ဆန်ပန်းချန်တစ်ခုမှရှိနေချိန်ကယ်ပါနာကဆန်ဂျီရဲ့ချစ်ခွေပံမှုကိုရုတ်တရက်လက်ခံလိုက်ပါတယ်။ဆန်ဂျီလည်းရမ်းပြောသွားခဲ့ပြီးသူ့ရဲ့တကယ်ဘဝအမှန်ကိုဖွင့်ပြောဖို့အတွက်ပြင်လိုက်ပါတယ်။ဒါပေမဲ့ကယ်ပါနာကစကားဖြတ်ပြီးသူမရဲ့မိသားစုအကြောင်းကိုရင်ဖွင့်ပါတော့တယ်။သူမရဲ့ဖခင်ဟာဦးလေးဖြစ်သူရဲ့ငွေကြေးလိမ်လည်မှုကြောင့်မိသားစုတစ်ခုလုံးဒုက္ခရောက်ခဲ့ကြောင်းနဲ့သူမကိုယ်တိုင်ငွေကြေးရအခြေတကျမဖြစ်မချင်းအိမ်အောင်မပြုတ်ဖို့အတွက်ဆုံးဖြတ်ထားကြောင်းပြောပြပါတယ်။ဒါအောင်ကြားတော့ဆန်ဂျီလည်းသူ့ရဲ့အဖြစ်မှန်ကိုမဖွင့်ပြောသေးဘဲနဲ့ဆက်ပြီးလျှို့ဝှက်ထားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်ဆန်ဂျီဟာသူ့လက်ထောက်ကိုခေါ်ပြီးတိုက်ခန်းတော်တစ်ချောင်းကိုပေးလိုက်ပါတယ်။တကယ်တော့ဆန်ဂျီကကပ်ပါနာကိုဒီတိုက်ခန်းလက်ဆောင်ပေးပြီးအော်သွားအောင်လုပ်ချင်ပေမဲ့သူ့ကိုတထေးမှန်းပေးမသိစေချင်တဲ့အတွက်ကန်ဆယ်မဲ့အစီအစဉ်တစ်ခုကိုဖန်တီးပြီးကပ်ပါနာကိုမဲပေါက်သူတစ်ယောက်ဖြစ်ဖန်တီးပေးဖို့အတွက်လက်ထောက်ကိုခိုင်းလိုက်ပါတယ်။ဒါမှလည်းကယ်ပါနာကဘာမှတန်တရားမဝင်တော့ပဲလက်ခံမှာဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ကယ်ပါနာဟာသူမရဲ့လက်ဝိဇ္ဇနာချုပ်ကိုအပေါင်းဆိုင်မှာတွားရောက်ပြီးငွေရှာလာပါတယ်။ကြားလာတဲ့ငွေနဲ့သူမရဲ့အိမ်မက်တစ်ခုဖြစ်တဲ့တပတ်ရဲ့ကားလေးတစ်စီးကိုဝယ်ယူလိုက်ခဲ့ပြီးဆန်ဂျီကိုသူမရဲ့တိုက်ခန်းတစ်လေးစီဖိတ်ခေါ်ပြီးပျော်ရွှင်မှုကိုတူမျှဝေကြပါတယ်။တိုက်ခန်းလေးကိုတူဝင်ကြရမှာအမတ်တရခြေရာလေးတွေကိုလည်းခြံခဲ့ကြပါတယ်။အဲနောက်ဆန်ဂျီဟာခရီး10ရက်လောက်ထွက်ရမယ့်အကြောင်းကိုကိစ္စဖန်လာခဲ့ပါတယ်။အရေးကြီးစီးပွားရေးစီဝေးလို့ပြောမရတဲ့အတွက်မိခင်ဖြစ်သူစေကူတာစီအတွက်ရွာချံကိုတွားရောက်မှာမလို့ဆိုပြီးကပ်ပါနာကိုလိန်ပြောလိုက်ပါတယ်။အဲညမှာပဲကပ်ပါနာကဆန်ဂျီကိုခဏတွေ့ဖို့အတွက်ဖုန်းဆက်ပြီးခေါ်လိုက်တာကြောင့်ရောက်သွားတဲ့အခါဆန်ဂျီတယောက်ဆုံးအပ်သွားရပြီးကပ်ပါနာကဆန်ဂျီမိခင်ရဲ့စီးဖို့အတွက်သူမအသစ်ဆက်ဆက်ဝယ်ထားတဲ့ကားလေးကိုပြန်ရောချလိုက်တာပဲဖြစ်ပါတယ်။ဒီလိုရကဆန်ဂျီကိုအရင်စိတ်ကြီးခိုက်သွားစေခဲ့ပြီးသူ့ရဲ့လိန်လည်မှုအတွက်ကြီးမားတဲ့ဝင်ပုတ်ကြီးတစ်ခုလိုကိုခံစားလိုက်ရကလေရင်ပေါ်မှာတောင်ကပ်ပါနာကြောင့်ကိုသူမမေ့နိုင်ဖြစ်နေခဲ့ရပါတယ်။ဒီနေရာမှာပဲဒိုင်ယာရီကအဆုံးသက်သွားတာကြောင့်စူရီတာအရန်စိတ်ပြတ်သွားခဲ့ရပါတယ်။နောက်ဆက်တွဲဘာဆက်ဖြစ်လဲဆိုတော့အရန်သိချင်နေလို့ရိုက်တာဆက်ဗီယာစီကိုတွားမိပေမဲ့လည်းသူကတိကျမဖြေဘဲနဲ့ရှောင်ထွက်သွားခဲ့ပါတယ်။အချိန်တည်းမှာလည်းရဲစခန်းမှာဆန်ဂျီကိုစင်မေးနေကြပြီးသူ့ကိုယ်ပေါ်မှာပြည့်နှက်နေခဲ့တဲ့တက်တူးတွေကိုတွေ့တဲ့အခါမှာတော့ရဲတွေကသူ့ကိုဘယ်သူမှန်းသိရအောင်တက်တူးတွေထဲကဖုန်းနံပါတ်ကိုလိုက်ခေါ်ကြည့်ကြပါတယ်။အံ့ဩစရာကောင်းတာကနံပါတ်တစ်ခုကလူဆိုးကြီးဂဂျီနီရဲ့ဖုန်းနံပါတ်ဖြစ်နေခဲ့တာကြောင့်ဂဂျီနီကိုရဲစခန်းကိုခေါ်ယူလိုက်ပါတယ်။ဂဂျီနီကဆန်ဂျီကိုချက်ချင်းမှတ်မိသွားပြီးဒီလူဟာ Airvoice Company ရဲ့ဥက္ကဋ္ဌဆန်ဂျီစင်ဂါလီယာဖြစ်ကြောင်းနဲ့ရေတူမှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ယောဂသည်ဖြစ်ကြောင်းရဲတွေကိုပြောပြလိုက်ပါတယ်။နောက်တော့ဆန်ဂျီရဲ့လက်ထောက်နဲ့ဆရာဝန်တို့ရောက်လာပြီးအထောက်အထားတွေပြသနိုင်ခဲ့လို့ဆန်ဂျီလွတ်မြောက်သွားခဲ့ပါတယ်။အဲညမှာပဲဂဂျီနီနဲ့တပည့်တွေဟာဆန်ဂျီရဲ့အိမ်ကိုအတင်းဖောက်ဝင်ကြပါတယ်။ဒါပေမဲ့ဆန်ဂျီကသတိလစ်နေတာကိုတွေ့ရကြောင်းဂဂျီနီကဆန်ဂျီကိုတက်လိုက်ရင်ရဲတွေမိသွားနိုင်တယ်ဆိုတာကိုသိရတဲ့အတွက်သူ့ကိုမတက်တော့ပဲဆန်ဂျီရဲ့ကိုယ်ပေါ်ကတက်တူးတွေနဲ့အခန်းထဲကအမှတ်သားအထောက်အထားတွေအကုန်လုံးကိုဖျက်ဆီးပြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဆူနီတာနဲ့သူမရဲ့တငယ်ချင်းတွေဟာဆန်ဂျီနဲ့ကပ်ပါနာတို့ရဲ့အကြောင်းကိုဆက်လက်စုံစမ်းကြရင်းနဲ့အတိတ်ကကြောင်းမဲ့ဖွယ်ရဇလန်တဲ့ပုဂ္ဂိုလ်တည်ထားတဲ့ကောင်မလေးတယောက်ကိုရှာတွေ့သွားခဲ့ပါတယ်။အတိတ်ကိုပြန်သွားရရင်တော့ကပ်ပါနာဟာယထာဘောမှာလူကုန်ကူးခံရမဲ့ဘေးကနေထွက်ပြေးပုံအောင်နေတဲ့ကောင်မလေးတယောက်ကိုတွေ့ရှိခဲ့ရပါတယ်။ကပ်ပါနာကကောင်မလေးကိုကာဝေးပေးဖို့ကြိုးစားပေမဲ့လူမိုက်တွေကကလေးကိုအတင်းလူယူကြပါတယ်။ကပ်ပါနာကသူမရဲ့ရွှေသားချုပ်ကိုပေးပြီးလက်ထိုးခဲ့ပေမဲ့လူမိုက်တွေကလက်မခံလို့ထွက်ပြေးကြရင်ကံကောင်းထောက်မစွာနဲ့ရဲတွေပါတဲ့ဓာတ်တွဲစီကိုရောက်သွားတဲ့အတွက်လူမိုက်တွေကိုနှိမ်နှင်းနိုင်ခဲ့ပြီးတခြားမင်းကလေးတွေကိုပါကယ်တင်နိုင်ခဲ့ပါတယ်။ဒီသတင်းကတိုင်းပြည်ပြည်နာမည်ကြီးသွားခဲ့ပြီးနာမည်ကြီးရာဇဝတ်ကောင်တော်တော်များများအဖမ်းခံလိုက်ရပါတယ်။တညမှာတော့ရဲရရှိတယောက်ကကပ်ပါနာစီကိုဖုန်းဆက်ပြီးမင်းကလေး2ယောက်ပျောက်ဆုံးနေကြောင်းပြောပြပါတယ်။ကပ်ပါနာကစုံစမ်းမှုသွားတဲ့အခါဂဂျီနီကိုသူ့တပည့်တွေနဲ့အတူပတ်ပင်တိုးပါတော့တယ်။ဂဂျီနီကအဲ့ဒီမင်းကလေး2ယောက်ဟာသူ့ကိုဖော်ကောင်လောက်တာကြောင့်တက်ပြီးအလောင်းဖြောက်လိုက်ပြီးလို့ဝန်ခံလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ကယ်ပါနာကဂဂျီနီကိုအပြတ်သက်ဆဲဆိုကပြတ်ထွက်လာခဲ့ပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ရဲရရှိကသူမစီကိုဖုန်းဆက်လာကဂဂျီနီကသူမကိုတက်ဖို့အတွက်လွတ်လွတ်လိုက်ပြီးဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ကြောက်လန့်တကြားနဲ့ကယ်ပါနာဟာအိမ်ရဲ့ထောင်ချတနေရာမှာပုန်းနေခဲ့ပြီးလူသက်သမားတွေလည်းပဲအိမ်ကိုဖောက်ဝင်လာကသူမကိုရှာဖွေကြပါတယ်။အဲ့ချိန်မှာပဲဆန်ဂျီဟာခရီးကပြန်ရဲရောက်ချင်းကပ်ပါနာစီကိုတန်းလာခဲ့ပါတယ်။လူခေါ်ခေါင်းလောင်းတီတကားခောက်ပေမဲ့လည်းအတန်မကြားရလို့အိမ်မှာမရှိဘူးထင်မှုပြန်လှည့်ထွက်သွားခဲ့ပါတယ်။ကားပေါ်ရောက်မှကပ်ပါနာစီကမစ်ကောတွေအများကြီးဝင်နေတာကိုတွေ့လိုက်ရတာကြောင့်ဖုန်းပြန်ခေါ်လိုက်ချိန်မှာကပ်ပါနာရဲ့ဖုန်းကအတန်မပိတ်ထားတဲ့အတွက်အတန်အကျယ်ကြီးမြည်သွားပါတော့တယ်။တရားခက်စွာနဲ့ကပ်ပါနာကဖုန်းကင်လိုက်ပြီးအခြေအနေကိုအကြောင်းစုံပြောပြလို့ဆန်ဂျီလည်းကားကိုပြန်လှည့်ထွက်လာပြီးချက်ချင်းအိမ်ပေါ်ကိုပြေးတက်လာခဲ့ပါတယ်။အခန်းထဲရောက်ချိန်မှာတော့သွေးတန်ရဲရဲနဲ့အားမရှိတဲ့ပုံစံဖြစ်နေတဲ့ကပ်ပါနာကိုတွေ့လိုက်ရပြီးဆန်ဂျီကပြေးပတ်လိုက်တဲ့အခါမှာတော့ကပ်ပါနာကသူ့နားထဲကိုဂချီနီဆိုတဲ့နာမည်လေးတစ်ခုတိုးတိုးလေးရေရွတ်သွားခဲ့ပါတယ်။ကပ်ပါနာနောက်ကျောမှာဓာတ်နဲ့အထိုးခံရမှန်းဆန်ဂျီသိလိုက်ရတဲ့အချိန်မှာပဲဂချီနီကအခန်းထဲကိုဝင်လာပြီးဆန်ဂျီရဲ့ခေါင်းကိုတန်တုံးနဲ့ရိုက်ချက်ဆက်ဆက်ရိုက်ချလိုက်ပါတယ်။အဲဒီနောက်ကပ်ပါနာကိုတန်တုံးနဲ့ရိုက်တက်လိုက်ပြီးဆန်ဂျီရဲ့ခေါင်းကိုလည်းနောက်တစ်ချက်ထိုက်ရိုက်လိုက်ပါတယ်။
ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်ခံရတဲ့ဒီတန်ရနှစ်ချက်ကြောင့်ပဲစံကြီးကအတိတ်မေယောဂါကိုခံစားနေရတာဖြစ်ပါတယ်အသက်ရှင်သန်ခဲ့ရပေမဲ့ဘဝတသက်တာလုံးအမာယုတ်ကြီးနဲ့ကြံရိတ်ခဲ့ပြီးသူ့ရဲ့ခေါင်းထဲမှာတော့ဂက်ဂျီနီဆိုတဲ့နာမည်တစ်ခုပဲပဲ့တင်ထက်နေကဂလဲစားချေစင်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းသာချန်ရှိပါတော့တယ်ပြစ္ဆုတ်ပံချိန်ကာလကိုပြန်လာတဲ့အခါမှာတော့အမှန်တရားကိုသိသွားတဲ့ဆူနီတာဟာစံကြီးအတွက်အယမ်းစင်မကောင်းဖြစ်သွားခဲ့ပြီးဆေးရုံကိုသွားတွေ့ပါတယ်သူမဟာစံကြီးရဲ့အကျိုးကွဲပွဲအတိတ်ကိုပြန်သတိပေးလိုက်တော့စံကြီးတယောက်ဝမ်းနဲ့ပလက်ငိုကြွေးပါတော့တယ်ဒါပေမဲ့ခဏနေတော့သူ့ရဲ့မပြီးပြတ်သေးတဲ့ဂလဲစားကိုပြန်သတိရသွားပြီးဂက်ဂျီနီစီကိုဖုန်းခေါ်ကမင်းစီကိုငါလာနေပြီလို့ပြောပြီးဖုန်းချလိုက်ပါတယ်အဲ့နောက်ဆူနီတာရဲ့ကူညီနဲ့ဂက်ဂျီနီပုံးခုနေတဲ့နေရာကိုရှာတွေ့သွားခဲ့ပြီးစံကြီးတယောက်တည်းရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်စံကြီးကအားနေပေမဲ့ကယ်ပါနာကိုသတိရတဲ့စိတ်နဲ့ဂလဲစားချချင်နေတဲ့ဒေါသတွေကသူ့ကိုခွန်အားဖြစ်စေခဲ့ပြီးလူမိုက်တွေစီမှာလည်းတနက်မရှိတာကလည်းသူ့အတွက်အားသာချက်တစ်ခုဖြစ်သွားစေခဲ့ပါတယ်လူမိုက်တွေကိုတယောက်ပြီးတယောက်အလဲထိုးရင်းနဲ့အဆောက်အဦရဲ့အနက်ရှိုင်းဆုံးနေရာထိဝင်သွားကဆူနီတာကလည်းအနောက်ကနေတိတ်တဆိတ်လိုက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဂက်ဂျီနီနဲ့ထိတ်တဲ့တွေ့ပြီးသူ့ရဲ့တန်ရုံတိုက်ပွဲကြီးစတင်ပါတော့တယ်ဂက်ဂျီနီဘက်မှာလူအင်အားအများကြီးရှိပေမဲ့စံကြီးကအသာကြီးရလို့နေပါတယ်အခြေအနေမှန်တော့လို့ဂက်ဂျီနီထွက်ပြေးပေမဲ့စံကြီးကနောက်ကနေအသေးလဲလိုက်ဖမ်းကလန်ကူလက်ကလူမိုက်တွေကိုလည်းရှင်းထုတ်ရင်းဂက်ဂျီနီကိုမိဖို့လက်တကန်းလူကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့အဲ့လိုအရေးကြီးတဲ့အချိန်ရောက်မှပဲစံကြီးရဲ့15မိနစ်တာမှတ်ဉာဏ်ဟာရုတ်တရက်ကုန်းဆုံးသွားပြီးအရာအားလုံးကိုမေ့သွားပါတော့တယ်ဆက်ရှင်အမြင့်ဆုံးကိုရောက်နေချိန်ဂက်ဂျီနီကိုလက်တလန်းလုံးမှာဖမ်းပြီးတော့မဲ့အချိန်လေးမှာပဲကန်ဂျမာကမျက်နှာလွှဲသွားပြန်ပါတယ်စံကြီးရဲ့15မိနစ်မှတ်ဉာဏ်ကရုတ်တရက်အဆုံးသတ်သွားခဲ့ပြီးအခုလေးတင်ဘာတွေဖြစ်ခဲ့လဲသူဘာတွေလုပ်နေလဲဆိုတာကိုလုံးဝမမှတ်မိနိုင်ဖြစ်နေခဲ့ပြီးဘာလို့ရမှန်းမသိပဲလမ်းကျုပ်လမ်းကြားတွေထဲမှာရောင်းလဲလဲလမ်းလျှောက်နေရင်းနဲ့ဂက်ဂျီနီနဲ့တက်တက်ကြီးသွားတူပါတော့တယ်ဒါပေမဲ့လူလေကြီးဂက်ဂျီနီကစံကြီးအတိတ်မိသွားပြီဆိုတာကိုချက်ချင်းရိပ်မိသွားတဲ့အတွက်မိတ်ဆွေရောင်ဆောင်ပြီးဟန်လို့ချင်းခတ်လာခဲ့ပါတယ်အဲ့နောက်စံကြီးအငိုင်းမိသွားတဲ့အချိန်လေးကိုအမိရယူပြီးစံကြီးရဲ့ကြောကိုနောက်ကနေတန်ကြုံနဲ့ရဲရဲဆက်ဆက်ထိုးချလိုက်ရာစံကြီးတယောက်သွေးတန့်ရဲရဲနဲ့မြေပြင်ပေါ်ကိုလဲချသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုနောက်ကနေလိုက်လာတဲ့ဆူနီတာကမြင်သွားပြီးစံကြီးကိုကယ်တင်ဖို့အတွက်အပြေးလွှတ်သွားရောက်ကူညီခဲ့ပါတယ်ဒါပေမဲ့ဂက်ဂျီနီကဆူနီတာရဲ့မျက်နှာကိုလက်ခုံနဲ့ပြင်းပြင်းထန်ထန်ရဲချလိုက်တဲ့အတွက်ဆူနီတာလည်းမြေပြင်ပေါ်ကိုလဲချသွားခဲ့ပါတယ်ခုဆိုရင်တော့စံကြီးနဲ့ဆူနီတာပါမြေပြင်ပေါ်မှာအကူအညီမဲ့စွာနဲ့လဲချနေခဲ့ပြီဖြစ်ပြီးထိုချိန်မှာပဲဂက်ဂျီနီကတန်တုတ်ကြီးတစ်ချောင်းကိုကောက်ကင်လိုက်ကတချင်ကကပ်ပါနာကိုတက်ခဲ့တဲ့ကြောက်မက်ဖွယ်လောက်ရတဲ့အတိုင်းအခုလည်းဆူနီတာကိုထပ်မံတက်ဖြတ်ဖို့အတွက်ပြင်ဆင်ပါတော့တယ်ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတဲ့အချိန်လေးမှာပဲစံကြီးကသူ့ကိုယ်ထဲမှာစိုက်ဝင်နေတဲ့တန်ကြုံကိုဆွဲနှုတ်လိုက်ပြီးဂက်ဂျီနီစုကိုအားကုန်ပစ်ပေါ်လိုက်ပါတော့တယ်ဒဏ်ရာအပြင်းထန်ရလာခဲ့ပေမဲ့လည်းရင်ထဲကဒေါသနဲ့ကလေးစားချီလူတဲ့စိတ်တွေကသူ့ကိုမယုံနိုင်တော့အောင်ခွန်အားတွေပေးစွမ်းလိုက်ပါတယ်။စံကြီးကဆွဲလုံးဝမလျှော့ပဲရဲရဲဝံ့ဝံ့ပြန်ထလာခဲ့ပြီးဂက်ဂျီနီကိုမြေပြင်ပေါ်လဲကျသွားတဲ့အထိအသေးကြီးထိုးချိတ်တိုက်ခိုက်ပါတော့တယ်။အဲဒီနောက်ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးဂက်ဂျီနီရဲ့ကောင်းကိုတန်တုတ်ကြီးနဲ့အားကုန်လွှဲခါရိုက်ချလိုက်ပါတော့တယ်။ဒီတစ်ချက်တည်းသောရိုက်ချက်နဲ့တင်သူနှစ်လရှည်များစွာစောင့်ဆိုင်းခဲ့ရတဲ့ကလေးစားချီခြင်းဟာလည်းအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ဂက်ဂျီနီတည်ဆုံးသွားခဲ့ပြီဖြစ်သလိုကြောက်မက်ဖွယ်ရာဖြစ်ပျက်အားလုံးလည်းအပီးတိုင်နေကုန်ချုပ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ဇလန်လေးက6လအကြာကိုကူးပြောင်းသွားခဲ့ပါတယ်။ခုချိန်မှာဆိုရင်တော့စံကြီးဟာမိဘမဲ့ဂေဟာတစ်ခုကိုဦးစီးဖွင့်လှစ်ထားခဲ့ပြီးအဲ့ဒီဂေဟာလေးရဲ့နာမည်ကိုတော့သူအချစ်အဆုံးကယ်ပါနာကိုဂုဏ်ပြုတဲ့အနေနဲ့ကယ်ပါနာဂေဟာလို့မှဲ့ခေါ်ထားခဲ့ပါတယ်။ဒီနေ့မှာတော့ဆူနီတာဟာစံကြီးစီကိုအလဲလာရင်းနဲ့အတိတ်ကတိုက်ခန်းသစ်လေးမှာစံကြီးနဲ့ကယ်ပါနာတို့အတူတူခြေရာခံခဲ့တဲ့ဘီလက်မြေပြားလေးကိုလက်ဆောင်ဖြစ်ယူလာပေးခဲ့ပါတယ်။လုံသားနဲ့ရင်းပြီးပေးလာတဲ့ဒီလက်ဆောင်လေးကိုမြင်လဲရတဲ့အခါမှာတော့စံကြီးရဲ့ရင်ထဲမှာလှိုက်မောဝယ်ရခံစားချက်ပေါင်းစုံပြန်လည်နိုးထားလာခဲ့ပါတယ်။ဇလန်လေးရဲ့ဆုံးသက်မှာတော့စံကြီးတယောက်သူ့ဘဝရဲ့တူဦးတီသောအချစ်စိတ်ဖြစ်တဲ့ကယ်ပါနာနဲ့အတူဖြတ်တန်းခဲ့ရတဲ့အလားပါသောအချိန်ကာလလေးတွေကိုလွမ်းဆွတ်သတိရရင်ချီနူးစွာပြုံးနေတဲ့မြင်ကွင်းလေးနဲ့ပဲဒီရုပ်ရှင်ကားကိုဆုံးသက်ထားပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းလေးတွေကိုဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Citizen Con Recap Channel လေးကို Like and Subscribe လုပ်ပေးထားလို့ရပါတယ်။အဆုံးထိဝင်ရောက်ကြည့်ရှုပေးခဲ့တဲ့တကူတယောက်ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးတဲ့ကိုလင်းပဲဖြစ်ပါတယ်။